ဒီလိုစဉ်းစားကြည့်ဗျာဥမာဒီနေ့ခဏတရားမယ်ဆိုရင်စိတ်ကောင်းရှိပြီးနှလုံးသားထားတဲ့လူရောက်ပြီးသိရှင်တာဒါမှမဟုတ်မကောင်းမှုတွေနဲ့ပြင်းထန်နေတဲ့လူရောက်မှတရားပြီးသိရှင်တာဟုတ်တယ်အဒီမေဘန်ကိုခင်ဗျာကိုယ့်ဘာသာကိုရိုးသားသားဖြစ်အားလုံးပဲမြင်လာခင်ဗျာကျွန်တော်အခုဒီမှာတော့စကားမဲတော့ပြောရှင်တော့ဘာမှအထင်တူအကြောင်းအရာတွေတော့မဟုတ်ပါဘူးဒီတိုင်း site ရှိရဲ့အကြောင်းအရာလေးတွေကိုထုတ်ပြရှင်တော့ပါဆိုတော့ဗျာကျွန်တော်တို့ကသင်ကြီးတဲ့ဘဝဆင်းရဲနိုင်နေဆိုတာခင်ဗျားတို့လည်းသိပါတယ်။နေ့တစ်ခါတစ်ပတ်တစ်ခါကိုယ့်ကိုပြန်လဲဆက်စစ်ပြီးပုံသားကျင်းဖို့ကြတာမပြောတာ။ဟောတစ်လားတစ်ခါလောက်တော့ကျွန်တော်တို့မလုပ်ဖြစ်ကြတာဗျာ။ဒါပေမဲ့ဗျာစဉ်းစားကြည့်ခဏလေးပဲရှင်ပြီးတော့ကျွန်တော်တို့ကိုယ့်ဒီနေ့မှဗျာတစ်ခါလောက်ဆိုကျွန်တော်တို့ပြန်လဲကိုယ့်ကိုဆက်စစ်ရတာသုံးသပ်တာလို့လောက်ပေးနေတယ်လို့မထင်ဘူးလား။ကျွန်တော်မြင်ရရင်တော့ဒါဒီနေ့မှတစ်ခါလောက်တော့လောက်ပေးနေတယ်။ပြီးတော့ဗျာဒီကျွန်တော်တို့ဒီ2025ခုနှစ်မှာပြီးခဲ့တဲ့2024ခုနှစ်ကတည်းကဒီပုံပေါင်းတဲ့လူသားတရားဖြစ်လာတာပုံပြရှင်တဲ့လူသားတရားဖြစ်လာတာဘဝတို့ဘဝကိုအတိတ်ပဲရှိနေတဲ့နေနေကြတာလားဒီကျွန်တော်တို့ဘဝမှာဒီပြီးခဲ့တဲ့2024ခုနှစ်ကတည်းက2025ခုနှစ်မှာပါတယ်များတိုးတက်ပြောင်းလဲလာလဲအစရှိတဲ့အရာတွေပေါ့ညာအဲ့ဒါပြောတယ်ကျွန်တော်တို့ဒီ2025လေးပြီးသွားပြီဆိုတော့အဲ့ဒါကိုပြန်လည်သုံးသပ်ခြင်းတာပေါ့ညာခင်ဗျားတို့ကမထင်ဘူးလားကျွန်တော်တော့တယ်ဆိုတော့ဗျာခင်ဗျားအဲ့လိုမျိုးကိုဘဝကိုပြန်လည်သုံးသပ်ဖို့တော့ဆိုရင်ပိတ်စိတ်တဲ့နေရာလေးတစ်ခုကိုသွားပြီးတော့တေချာလိုက်ပြန်သုံးသပ်ခြင်းပေါ့ဗျာအေးအဲ့လိုမျိုးခင်ဗျာအဲ့ဒီလိုမျိုးကိုဘွားကိုပြန်လေသုံးသပ်တွေ့တော့တဲ့အချိန်မှာအားမနာနဲ့ဟုတ်တယ်မလားရှိကိုရှိတိုင်းပဲတွေ့စစ်စရာကိုဘုံမလည်းမသိဘူးဟုတ်တယ်မလားโอเคဆိုတော့ကြာကျွန်တော်တို့ကဥပမာတစ်ခုကြည့်အောင်ဗျာကျွန်တော်ကလည်းကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့အရာဝတ္ထုပစ္စည်းတွေအရာဝတ္ထုပစ္စည်းတွေကိုကြားနေကျွန်တော်တို့ကထိတ်သိမ်းစောင့်ရှောက်တယ်ဗျာမပျက်စီးအောင်ထိတ်သိမ်းနဲ့သက်သက်ရှင်းပြအောင်ထားတယ်ဗျာဒါပေမဲ့ကျွန်တော်တို့ကိုကြတော့ဗျာအဲ့လောက်ထိရေးမဆိုင်ဘူးတော့ကျွန်တော်မြင်မိတယ်ပေါ့ဗျာဒါကျွန်တော်ရဲ့အမြင်သက်သက်ပါကျွန်တော်ရဲ့ထင်မြင်ချက်ပြောတာဒါလို့ဆိုတော့ဗျာပွေရန်လောက်အောင်ကျွန်တော်တို့လူတွေမှာဆင်နေပြတာတော့ရှိတာပေါ့လေသက်သက်ရှင်းပြအောင်ဝစားတယ်အမွှေးတာလည်းဖြန်းတယ်ပေါ့လေရေမွေးတွေဖြန်းတယ်သက်သက်ရှင်းပြအောင်ဒါပေမဲ့ခါတော့သိတာပွေရန်လာတယ်ဆိုတာကြကြမခံဘူးဗျာတွေ့မှကောင်းပါဒီကောင်ပြောနေအောင်ဗျာကျွန်တော်တို့မှအင်ဂျင်ပါတဲ့ CPC ကိုပဲကြည့်ကြအပေါ်ရန်ကအပြင်ပိုင်းကဘယ်လောက်ပဲလှလာကြဟုတ်တယ်မလားအပေါ်ရန်မှာဘယ်လောက်ပဲလှအောင်စင်သားပြင်ထားပြင်ပိုင်းကဘယ်လောက်ပဲလှလာကြတကယ်အတွင်းပိုင်းအင်ဂျင်မကောင်းဘူးဆိုရင်အဲ့ဒါကကြံမခံဘူးသုံးစားမရဘူးဟုတ်တယ်မလားဆိုတော့ဗျာကျွန်တော်တို့မှလည်းဒီတိုင်းပဲပြင်ပိုင်းကတော့လှအောင်နေကြပါတယ်လှအောင်စားကြတယ်တန်တန်ရှင်းနေဒါပေမဲ့အတွင်းပိုင်းကိုကြာတော့ကျွန်တော်မသိသလိုညာခံဆောင်လို့ပြစ်ထားရတယ်လူများစုဆိုရင်ညာအဲ့ဒီအတွင်းပိုင်းကပုံပြီးတော့အရေးကြီးတယ်ပုံပြီးတော့လှဖို့လိုတယ်ဆိုတာကတော့မသိရတဲ့တူတယ်။ဘာကြောင့်လဲဆိုတော့ညာသူတို့ရဲ့စိတ်တွေညာသူတို့ရဲ့အတွင်းစိတ်တွေရောညံ့နေတာပြည့်စည်နေတာတွေတော့သူကခုတော့ယူနေရတယ်။ဒါတော့စိတ်မကောင်းကြရဘူးဟုတ်တယ်မလား။ဒီတော့ကျွန်တော်ပြောတာတွေကမားတယ်ဆိုတာကိုခင်ဗျားရဲ့ခံရချက်အတွေ့အကြုံတွေလည်းပဲဥပဒါကိုဆုံးဖြတ်ပါ။ကျွန်တော်လည်းကျွန်တော်ရဲ့ခံရချက်နဲ့ဒီချက်ကိုပြောတာဖြစ်တယ်။ညလုံးနဲ့ကျွန်တော်လည်းခံရချက်အမြင်နဲ့မတူရင်လည်းဒါမှမဖြစ်ပါဘူး။ခင်ဗျားဘောခင်ဗျားပိုင်တာလည်းဟုတ်တယ်မလား။စိတ်တော်ဆုံးဖြတ်ပါကျွန်တော်လည်းကျွန်တော်ရဲ့အမြင်ဖြေချက်တွေကိုပဲကျွန်တော်ပြောပြတာဖြစ်ပါတယ်ပြီးတော့ဗျာကျွန်တော်တို့အင်တာနက်တွေပေါ်မှာမြင်နေကြရတဲ့စကားတစ်ခုရှိတယ်ဗျာအဲ့ဒါကဘာလဲဆိုတော့ကိုပြောရှင်တဲ့ຢာတွေကိုပဲလို့ကိုမပြောရှင်တဲ့ຢာတွေကိုမလောက်နဲ့အဆက်ရှိတဲ့ຢာတွေပေါ့ဗျာဒီတော့ခင်ဗျားတို့လည်းကြားဖို့ပါပဲအင်တာနက်တွေပေါ်မှာဟုတ်တယ်ဒါပေမဲ့အခုကျွန်တော်ပြောတာတွေကကျွန်တော်အဲ့ဒီစကားကိုမှားတယ်လို့ပြောတာမဟုတ်ဘူးကျွန်တော်စိုက်နေတာလည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့အဲ့ဒီစကားကိုတခြားတစ်ဖက်ကနေပြီးတော့ပြန်တွေးကြအောင်ဗျာဟုတ်တယ်မလားအခါတလေပါဗျာကျွန်တော်တို့ကကိုကြုံတွေ့ရတဲ့အရာတွေနဲ့ကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့ကိုကြားဖို့နောက်ရှိတဲ့အရာတွေကိုအခြေခံပြီးတော့ကျွန်တော်တို့ကဗျာကိုယ့်ရဲ့အမြင်ပေါ်တာမှန်တယ်ဆိုပြီးတော့ထင်မိကြတယ်ဗျာဒါပေမဲ့ဒီကကြလို့ပါပဲတစ်ဖက်ရှိမှာမဟုတ်တယ်ဗျာဆိုတော့ဥပမာတစ်ခုကြအောင်ဗျာဒီတယောက်ကစာရေးပြကိုယူပြီးတော့ဗျာတစ်ဖက်မှာ A ရေးမယ်ဗျာနောက်တစ်ဖက်မှာ B ရေးမယ်ပြီးတော့ခင်ဗျားနဲ့ကျွန်တော်ကိုရောက်တစ်ဖက်စီပြမယ်ဗျာပြီးလို့ရှိရင်သူကကျွန်တော်တို့နှစ်ယောက်လုံးရဲ့အဖြေကိုပေးတယ်ဗျာဆိုတော့တရားလုံးကတော့ကိုမြင်တာကိုဖြစ်ပါပဲဟုတ်တယ်မလားခင်ဗျားလည်းခင်ဗျားမြင်တာခင်ဗျားကျွန်တော်လည်းကျွန်တော်မြင်တာကျွန်တော်ပြင်တယ်ဗျာသူတို့နှစ်ယောက်လုံးပါဗျာမှန်တယ်ဘယ်တော့မှမမှားဘူးဟုတ်တယ်ဆိုတော့ဗျာအခုကျွန်တော်ပြောနေတာလည်းအဲ့ဒီလိုပါပဲဆိုတော့ဗျာကိုပြောရှင်တဲ့အရာတွေကြီးပဲလဲလောက်နေလို့အဆင်ပြေဘူးဗျာဟုတ်တယ်မလားမလောက်တဲ့အရာတွေကိုရှောင်ပြီးတော့လောက်တဲ့အရာတွေကိုလောက်အောင်ပါခင်ဗျားပဲကြည့်ဗျာအခုခင်ဗျာဆိုရင်ကိုပြောတဲ့အရာကိုလောက်ဆိုရင်ဗျာကိုပြောတဲ့အရာတွေကမကောင်းတဲ့အရာတွေပဲများနေတယ်ဟုတ်တယ်မလားဒါလူအများစုတော့ပြောတာပါအခြေခံဟုတ်တယ်မလားကိုပြောတဲ့အရာတွေလုံးဆိုရင်ကိုပြောတဲ့အရာတွေကမကောင်းတဲ့အရာတွေပဲများနေ
ကိုပြိုတဲ့ရတယ်ပဲကိုလောက်မယ်ကောင်းတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ်ကိုသမင်းကိုသားတာကွာဘယ်ခွဲမှလူမထင်ဘူးကွာဆိုပြီးတော့သူ့မှာဘီယုံဆိုင်ဘူးကွာဟုတ်တယ်မလားအဲ့လိုမျိုးအထိုင်နဲ့ညလုံးမိုက်ပြီးတော့ရှားလောက်နေတော့အဆင်ပြေဘူးလေဟုတ်တယ်မလားဒါခင်ဗျားလေးသိမှာပါကျွန်တော်ရဲ့အနေကိုပြောကြည့်မှာပဲဟုတ်တယ်မလားဆိုတော့ဗျာပြီးရင်ခင်ဗျားလေးလုံးနေတဲ့အဲ့ဒီပြိုရှင်မှုဆိုတဲ့အရာကြီးကလည်းဗျာကြာမခံဘူးကောက်ရုံမင်းလိုပဲဒါပေမဲ့ခဏတော့ပြောရတာပေါ့ဟုတ်တယ်မလားဒီလိုစဉ်းစားကြည့်ဗျာဥမာဒီနေ့ခင်ဗျားတရားမယ်ဆိုရင်စိတ်ကောင်းရှိပြီးနှလုံးသားထားတဲ့လူရောက်ပြီးသိရှင်လားဒါမှမဟုတ်မကောင်းမှုတွေနဲ့ကျင်းနေတဲ့လူရောက်မှတရားပြီးသိရှင်လားဟုတ်တယ်မလားအဲ့ဒီမေဘန်ကိုခင်ဗျားကိုယ့်ဘာသာကိုပြောတတ်ဖြစ်ကြည့်မလိန်နဲ့ကိုယ့်ဘာသာကိုပြောတတ်ကြည့်ခင်ဗျားဒီကနေ့အချိန်မှာစိတ်ကောင်းတဲ့တင်မှာကောင်းရမှာကိုရတာအဲ့ဒီလိုမျိုးဒီကနေ့အချိန်မှာစိတ်ကောင်းတဲ့တင်ဖို့ဆိုတာရရတယ်ဗျာခင်ဗျားစဉ်းစားကြည့်ကောင်းမှုဆိုတဲ့မသိခင်ကလေးကကောင်းမှုတွေအများကြီးလောက်ထားပါခင်ဗျားပါဗျာကိုကျမ်းမာနေတဲ့အချိန်ကိုမသိသေးတဲ့အချိန်မှာတော့လှုပ်ရှားလုပ်တယ်ကွာဒီကောင်းပါပြီးဆိုင်ရောက်တယ်မလားကောင်းတာပြီးမကောင်းတာဖြစ်ပြီးပြောရင်ပြီးတော့ဟိုထမင်းဝိုင်းပြီးတော့ဟုတ်တယ်မလားအဲ့လိုမျိုးစိတ်လိုက်ဗျာလှုပ်ရှားနေရှောက်လုပ်နေပြီးတော့ဒီကနေ့ကျမှတရားနာမယ်စိတ်ကောင်းထားမယ်ဆိုတာခင်ဗျားပါလားပဲခင်ဗျားဖြေကြည့်ဖို့အဲ့ဒါဖြစ်နိုင်မှာမလားဟုတ်တယ်မလားလောက်နိုင်မှာမလားအားကြောင့်မလို့ကိုကဗျာဒီကနေ့မှာစိတ်ကောင်းတဲ့ဘို့ဆိုရင်ကိုကမသိခင်ကလေးကလည်းကောင်းမှုတွေအများကြီးလုပ်ထားမှာအားအောင်ကြမှာခင်ဗျားဒီကနေ့ရှင်စိတ်ကောင်းတဲ့သိနိုင်မှာဒီလောကကြီးမှာဗျာအကြောင်းမျိုးမျိုးကြောင့်ကျူရှင်မှုတက်ရေးကြီးတဲ့ရတယ်လောက်စရာတွေအများကြီးကြနေသေးတယ်ဆိုတော့ဗျာကျွန်တော်တို့ကအခုလိုမျိုးလူကွာမှာခဏလေးတိုက်ရှင်ကြမ်းမနေတဲ့အချိန်မှာဗျာပေရင်ကိုနောက်ကိုပါမယ်ကိုတော့ကောင်းမှုတွေကိုလောက်မမေ့ကြပါနဲ့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျားတို့လည်းနေတဲ့အတိုင်းပါပဲအဝေးကြီးကျွန်တော်ကြည့်ရအောင်ကိုမြန်မာနိုင်ငံကိုကြည့်ပြမြန်မာနိုင်ငံမှာကလေးငယ်တွေဝင်ဆောင်မိခင်တွေလူကြီးလူငယ်တွေနေတဲ့အသက်တွေပြည့်စက်နေရတယ်ဆိုတော့ကိုချိတ်တာပေါ်လောက်တာတဲ့လောက်တဲ့တာကိုလောက်ဖို့ကပုံကြီးကြီးလို့ကျွန်တော်ထင်ပါတယ်အခုကျွန်တော်ရဲ့တင်ပြချက်တွေကျွန်တော်ရဲ့ညဝမှုတွေထင်ပါကျွန်တော်ဘယ်သူ့ပုံမှာလည်းထိခိုက်လို့လည်းနေနာလို့မရှိပါဘူးဒါကကျွန်တော်ရဲ့ကိုယ်ပိုင်ညဝရှင်းတာဖြစ်ပါတယ်ကျွန်တော်ရဲ့ညဝမှုတွေထင်ပါတစုံတရာမှားရှိတာတော့အသေးတော်တာတွေပါလို့ရှိရင်လေကျွန်တော်တောင်းပါပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးများတင်ပါတယ်